င်္ဂလာပါရှင်အားလုံးပဲနေကောင်းကြပါပြီစိတ်ချမ်းသာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျမတို့ရဲ့ Better Technology Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တင့်ကိုတင်အကောင်းဆုံး version ဖြစ်လာအောင်တွန်းအားပေးတိုက်တွန်းပေးမယ်နေ့တစ်နေ့လေးပဲဖြစ်ပါတယ်ကျမတို့ရဲ့ဘဝတည်းရှာအကြိုက်ဆုံးစာအုပ်အုပ်အကြောင်းကိုပြောပြချင်ပါတယ်ဒီစာအုပ်ဟာလူသန်းပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲခဲ့ပြီးပြီပဲဖြစ်ပါတယ်တင်တာဒီတဲကအနှစ်သာရတွေကိုတေချာနားလည်ပြီးလက်တွေ့အသုံးချနိုင်မယ်ဆိုရင်တင်ဘွားကလည်းတစ်စစ်ချိုးပြောင်းလဲသွားမှာပါလူတွေပြောလို့ရှိတာကစာအုပ်တအုပ်ဟာဒေါ်လာတသန်းတန်မိုးရှိတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့စာရေးဆရာတယောက်ဟာသူ့ဘဝတစ်လျှောက်လုံးတင်ယူခဲ့တာတွေအခက်ခဲတွေအောင်မြင်မှုတွေကိုစုစည်းပြီးအနှစ်ချုပ်ကိုမှစာအုပ်တအုပ်ထဲနဲ့ထည့်ပေးလိုက်တာလေအောင်မြင်နေတဲ့သူတယောက်အနေနဲ့ထိုင်စကားပြောပြီးသူတို့အတွေ့အကြုံတွေကိုနားထောင်ရတယ်လို့မျိုးစာအုပ်တွေကတင့်ကိုအခွင့်အရေးပေးတာပါကဲကျမတို့ဒီနေ့ကတော့ကဘာကျော် The 7 Habits of Highly Effective People ဆိုတဲ့စာအုပ်ထဲကအချက်တွေကိုတစ်ခုချင်းစီအသေးစိတ်ဝေမျှပြသွားမှာပဲဖြစ်ပါတယ်စတီဖန်ကိုဗေးဟာကဘာကျော်စီမံခန့်ခွဲမှုပညာရှင်စာရေးဆရာနဲ့ဟောပြောသူတူလည်းဖြစ်ပါတယ်သူ့ကိုလူသိအများဆုံးဖြစ်စေခဲ့တာကတော့ကမ္ဘာအယောင်ရဆုံးစာအုပ်အုပ်ဖြစ်တဲ့ The 7 Habits of Highly Effective People စာအုပ်ပဲဖြစ်ပါတယ်အလေးထားတစ်ကိုယ်ကံကြမ္မာကိုဖန်တီးပါဒါဟာအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ပါကိုဘဝအတွက်ကိုပဲတာဝန်ရှိတယ်လို့သင်ပေးတာပါတုတ်ပြန်တတ်သူတခုခုဖြစ်ရင်တမားကိုပဲလိုက်အပြစ်တင်တယ်ဆီယာမမကောင်းလို့စံမွေးကြတာတတိကမတရားလို့ယာရုမတိုးတာဆိုပြီးကံကြမ္မာကိုပဲပုံချတတ်ကြတယ်ကြိုတင်ပြင်ဆင်တတ်သူသူတို့ကတော့ငါအမားပဲငါပဲတာဝန်ယူမယ်လို့တွေးတယ်ဘာပဲဖြစ်ဖြစ်ကိုကဘလို့တုတ်ပြန်ရမလဲဆိုတာကို့အပေါ်မှာပဲမူတည်တယ်လို့ယုံကြည်ကြပါတယ်ဘလို့ကျင့်သုံးရမလဲသူများကိုအပြစ်တင်တာရက်လိုက်ပါအခြေအနေတွေကိုထိန်းချုပ်လို့မရရင်တော့ကိုယ့်ရဲ့တုတ်ပြန်မှုကိုတော့ကိုယ်တိုင်ရွေးချယ်နိုင်တယ်ဆိုတာကိုသတိရပါအလေးထားနှစ်ပန်းနိုင်ကိုမြင်အောင်ကြည့်ပါခရီးတစ်ခုသွားတော့မယ်ဆိုရင်ဘယ်ကိုသွားမလဲဆိုတာအရင်ဆုံးသိဖို့လိုတယ်မဟုတ်လားစာရေးဆရာစတီဗန်ကိုဘေးကပြောပါတယ်အရာရာတိုင်းဟာနှစ်ကြိမ်ဖန်တီးခံရတယ်တဲ့ပထမအကြိမ်ကစိတ်ကူးထဲမှာဒုတိယအကြိမ်ကလက်တွေ့ကဘာမှာအဲ့ဒီလုံးမစောက်ခင်ပုံစံထုတ်ရတယ်လို့မျိုးတင်ဘဝအတွက်လည်းစိတ်ကူးပုံချမ်းရှိဖို့လိုပါတယ်ဘယ်လိုကျင့်သုံးရမလဲကိုယ့်ရဲ့ပန်းတိုင်ကိုတေချာသတ်မှတ်ပါဥပမာငါဘာဖြစ်ချင်နေတာလဲပြီးရင်အဲ့ဒီအောင်မြင်မှုကိုနေတိုင်းစိတ်ကူးပုံဖော်ကြည့်ပါအလေးအထားသုံးအရေးကြီးတာကိုအရင်လုပ်ပါဒါကအချိန်စီမံခန့်ခွဲမှုထက်ဘဝကိုစီမံခန့်ခွဲတာပါကြောက်ခဲကြီးတွေကြောက်စီရခဲတွေနဲ့သဲတွေရှိတဲ့ပလင်းတစ်လုံးကိုမြင်အောင်ကြည့်ပါအရင်ဆုံးသဲတွေရေတွေအရင်ထည့်လိုက်ရင်ကြောက်ခဲကြီးတွေထည့်ဖို့နေရာမရှိတော့ဘူးကြောက်ခဲကြီးတွေဆိုတာတင့်ဘဝရဲ့အရေးကြီးဆုံးအရာတွေကျမ်းမာရေးမိသားစုအိမ်မက်တွေဖြစ်ပြီးသဲတွေကတော့ social media သုံးတာအတင်းပြောတာစတဲ့အရေးမကြီးတဲ့အရာတွေပါဘယ်လိုကျင့်သုံးကြမလဲအရေးကြီးပေမဲ့အလောတကြီးမဟုတ်တဲ့အရာတွေဥပမာစာဖတ်တာအားကစားလုပ်တာကိုအချိန်ပေးပါအရေးမကြီးတဲ့အနှောက်အယှက်တွေကိုဟင်းအင်းလုံညင်တတ်ပါစေအလေးထားလေးနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်တွေးပါလူအများစုကတယောက်နိုင်ရဲ့တယောက်ရှုံးရမယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်အောင်မြင်သူတွေကငါလဲနိုင်မင်းလဲနိုင်ဆိုတဲ့ mindset ရှိကြပါတယ်အောင်မြင်မှုဆိုတာကန့်သက်ထားတာမဟုတ်ပါဘူးအလင်းရောင်လိုပဲလူတိုင်းခံစားလို့ရပါတယ်ဘယ်လိုကျင့်သုံးမလဲပြိုင်ဆိုင်တာထက်ပူပေါင်းဆောင်ရွက်မှုကိုအားပေးပါသူများကိုကူညီပေးခြင်းကတင့်ကိုပို့ပြီးအောင်မြင်စေပါလိမ့်မယ်အလေးအထားငါသူတစ်ပါးကိုအရင်နားလည်အောင်ကြိုးစားပါလူတွေရဲ့အကြီးဆုံးပြဿနာကနားလည်ဖို့နားထောင်တာမဟုတ်ပဲပြန်ပြောဖို့ပဲနားထောင်နေကြတာပါဆရာဝန်တယောက်ကယောဂကိုတေချာစစ်ဆေးမကြည့်ပဲဆေးပေးလိုက်ရင်ဘလောက်အန္တရာယ်များမလဲစကားပြောတဲ့အခါမှာလည်းအဲ့ဒီအတိုင်းပါပဲဘလို့ကျင့်သုံးရမလဲတစ်ဖက်လူရဲ့ခံစားချက်နဲ့အမြင်ကိုအရင်ဆုံးစာနာစိတ်နဲ့နားထောင်ပေးပါအကြံပေးဖို့ထက်နားလည်ဖို့ကိုဦးစားပေးပါအလေးအထား6အင်အားချင်းပေါင်းဆက်ပါတစ်ပေါင်းတစ်ဟာနှစ်ထပ်ဖို့များနိုင်ပါတယ်ဆိုတဲ့သဘောပါလူတစ်ယောက်တည်းလှုပ်တာထက်အဖွဲ့အစည်းနဲ့လှုပ်တဲ့အခါပိုပြီးကြီးမားတဲ့ရလဒ်တွေထွက်လာတတ်ပါတယ်မတူညီတဲ့အရေးချင်းတွေကိုပေါင်းဆက်ပြီးအကောင်းဆုံးတစ်ခုကိုဖန်တီးတာပါဘယ်လိုကျင့်သုံးရမလဲ
ကိုထက်တော်တဲ့သူတွေကိုနဲ့မတူတဲ့အရေးချင်းရှိသူတွေနဲ့လက်တွဲလှုပ်ဆောင်မှာအမြင်မတူတာတွေကိုပြဿနာလို့မမြင်မင်းအားသာချက်လို့မြင်ကြည့်ပါအလေးအထားခွန်လွှကိုအမြဲသွေးပါတစ်ခုတ်သမားတယောက်ဟာလွှတုံးတုံးကြီးနဲ့တစ်ခုတ်နေရင်အချိန်ကုန်ပြီးပင်မယုံပဲရှိမှာပါခဏရက်ပြီးလွှကိုသွေးလိုက်ရင်ပုံမြန်မြန်ခုတ်နိုင်မှာပေါ့တင်းဘွားမှာလည်းအနားယူတာတင်ယူတာတွေကလွှသွေးတာပါပဲကဏ္ဍ၄ခုမှာကိုအမြဲမွမ်းမံနေရပါမယ်ရုပ်ပိုင်းဆိုင်ရာအနေနဲ့ကတော့လေ့ကျင့်ခန်းလုပ်မယ်အေးဝဝအိမ်မယ်အစားအသောက်ဆင်ခြင်မယ်စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့စာဖတ်ပါဗဟုသုတအသစ်တွေကိုသင်ယူပါနှလုံးသားပိုင်းဆိုင်ရာအနေနဲ့ကတော့မိသားစုတငယ်ချင်းတွေနဲ့ဆက်ဆံရေးကောင်းအောင်တည်ဆောက်ပါဝိညာဉ်ပိုင်းဆိုင်ရာအနေနဲ့ကတော့တရားထိုင်တာကိုယ့်ရဲ့ဘဝရည်ရွယ်ချက်ကိုပြန်ဆန်းစစ်တာတွေကိုလုပ်ပါဒီအလေးထားခုနှစ်ခုဟာခဏတာအသုံးဝင်တဲ့နည်းလမ်းတွေမဟုတ်ပဲတဘဝလုံးအောင်မြင်ဖို့အတွက် blueprint ကြီးပါဒီနေ့ကစပြီးဒီအချက်တွေကိုတစ်ခုချင်းစီလက်တွေ့ကျင့်သုံးကြည့်ပါသိရင်အနာဂတ်ဟာတက်လက်ထဲမှာပဲရှိပါဒီအချက်တွေကတင်အကြိုက်ဆုံးအချက်ကဘာဖြစ်မလဲဒါမှမဟုတ်ဘယ်အချက်ကိုအရင်ဆုံးစတင်ကျင့်သုံးမလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ကြပါစေဒီစာအုပ်အနှစ်ချုပ်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လုပ်ပြီး comment လေးပေးပြီးအားပေးခဲ့ပါစာအုပ်အနှစ်ချုပ်တွေနဲ့ကိုယ်ပိုင်တိုးတက်ရေးဗီဒီယိုကောင်းတွေကိုမပြတ်တမ်းကြည့်ရှုနားဆင်နိုင်ဖို့ subscribe လုပ်ပြီး notification နေရာမှာ all ကိုနှိပ်ထားဖို့မမေ့နဲ့နော်